content idea ကတော့လေဘယ်တော့မှမကုန်ဒါပေမဲ့တခါကျရင်နေတိုင်းရရတဲ့အခါမှာစဉ်းစားရတာတွေများပြီးတော့ stress တွေဖြစ်တာပင်ပန်းသွားတာမျိုးတော့ဖြစ်တတ်တာပေါ့နော်အဲ့တော့ content idea အများကြီးရကျင်နေဆိုလို့ရှိရင်တော့အခုပြောမဲ့နီလန်းကားမျိုးကိုလိုက်လုပ်ကြည့်ပေါ့ပထမတစ်ချက်ကဘာလဲဆို corporate တက်ရဲ့အတန်ကိုနားထောင်ပေါ့နော်သူတို့တွေဘာအကြောင်းတွေသိချင်နေကြလဲဘလို့ပြဿနာတွေရှိနေလဲဆိုတာကိုကသိဖို့လိုတယ်သူတို့မေးတဲ့မေးခွန်းလေးတွေဆိုလို့ရှိရင်ကိုကစုပြီးတော့ content တွေလုပ်လို့ရတယ်ကွာဥပမာအနေနဲ့ဆီယာမ content ဆိုတာဘာပြောတာလဲတို့ copywriting နဲ့ content writing ကဘာကွာလဲတို့နော်content တွေလုပ်တဲ့အခါကျရင် idea တွေမကုန်အောင်ဘယ်လိုလုပ်ရမလဲလို့ဒါသူတို့မေးတဲ့မေးခွန်းတွေပဲပေါ့ဒါတွေကိုဖြည့်ပေးခြင်းအဖြစ်လည်းပဲဒါ content တွေပဲဖြစ်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကကျတော့ content ဆိုတာကြီးကိုတို့ကဖန်တီးရမယ်လို့မထင်နဲ့ပေါ့နော်ဟို Gary Vaynerchuk ကပြောသလိုပဲပေါ့ document don't create လို့ပြောကြတယ်တို့နေ့စဉ်လုပ်တဲ့အရာတွေကိုပဲ document လုပ်ပြီး create လုပ်ရမလို့ဥပမာအနေနဲ့ကွာမတို့ဆိုလို့ရှိရင်လည်းဒီနေ့ဒါအပြင်ကိုရှောက်လည်ရင်းနဲ့ content လေးတွေလုပ်ဖြစ်တယ်ပေါ့နော်ဒီလိုမလုပ်ဖြစ်ခင်မှာအိမ်မှာကြိုပြီးတော့မှ content တွေရေးရတယ်ကြိုတင်ပြင်ဆင်ရတယ် make up တွေလိမ့်ရတယ်ဆိုတာဒါ behind the scene ပဲလေနော်ဒီနေ့မှာတော့ဒီလို outdoor ထွက်ပြီးတော့မှ content လေးတွေလုပ်ဖို့ရှိတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးကြိုတင်ပြင်ဆင်နေပါတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုပုံနဲ့ပဲဖြစ်ဖြစ် video လေးနဲ့ပဲဖြစ်ဖြစ်ပြခြင်းရလဲပဲဒါ content ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုပုံစံနဲ့လဲ content ဖန်တီးလို့ရပါတယ်တတိယတစ်ချက်အနေနဲ့ကတော့ content idea တစ်ခုရပြီဆိုလို့ရှိရင်တပုံစံနဲ့မမြင်နဲ့ပေါ့ရှုထောင့်ပေါင်းစုံကနေမြင်တတ်အောင်လုပ်ကြည့် content idea တွေအများအားထွက်နေအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့လမ်းညွှန်ပေါ့နောက်အမြင်ကကြတော့ okay ပဲ content idea တွေဒါမရှိတော့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းအတွက်ဘယ်လိုမျိုးဆုံးရှုံးနေတာမှုတွေရှိမလဲဆိုတဲ့ရှုထောင့်content နေတိုင်းတင်ခြင်းရဲ့အကျိုးကျေးဇူးပေါ့နော်အဲ့တော့ဒီလိုမျိုး idea တစ်ခုရပြီဆိုလို့ရှိရင်ရှုထောင့်ပေါင်းစုံကနေမြင်ပြီးတော့မှ content တွေဖန်တီးလို့ရပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ဒီလို content တွေဖန်တီးတဲ့အခါမှာဆိုလို့ရှိရင်လည်းပုံစံတစ်မျိုးတည်းနဲ့မဖန်တီးဘဲနဲ့ multi format နဲ့ဖန်တီးလို့ရတယ်ဥပမာအနေနဲ့ video လည်းရိုက်ပြလို့ရတယ်ပုံလေးလည်းတင်လို့ရတယ်စာတွေနဲ့လည်းပြောလို့ရတယ် infographic တွေလည်းပြောလို့ရတယ်လို့ podcast တွေပုံစံမျိုးနဲ့လည်းလာလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုတွေလုပ်ရင်မမတို့အတွက် content တွေဆိုတာကုန်စရာအကြောင်းမရှိဘူးပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ဆိုတော့အကောင်းဆုံး leverage လုပ်လို့ရတယ် AI ကိုအသုံးချတဲ့တယ်အဲ့တော့ AI ကိုသွားပြီးတော့မှ brainstorm လုပ်မယ်ကိုမတွေးတတ်တဲ့အမြင်ကိုမစင်စားမိတဲ့ရှုထောင့်တွေကနေပြီးတော့မှသူ့ကိုမေးပြီးတော့မှ idea တွေယူမယ်ဆိုလို့ရှိရင်လည်းပဲ content တွေအများကြီးပဲလုပ်လို့ရနိုင်တယ်နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူက content idea မရလို့တနေ့ဘာတင်ရမလဲဆိုပြီးတော့မှစဉ်းစားပြီးတော့ခေါင်းချောက်မနေပါနဲ့အခုပြောသွားတဲ့နီလန်တိုင်းစမ်းကြည့်လိုက်ပါဆိုတော့ဒီလို content တွေကိုစနစ်တကျဖန်တီးတတ်ခြင်းနဲ့ content idea တွေအများနဲ့အဆက်မပြတ်ရခြင်းနဲ့ဆိုလို့ရှိရင်တော့မျိုးစီမှာ post to profit content business mastery ဆိုတဲ့အပြင်တွေ့ in person တင်နိုင်ရှိပါတယ်နော်ဆိုတော့တင်နန်းလေးကို join ချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးအောက်မှာ P2P လို့မှန်းခဲ့ရုံပါပဲเนาะဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်လည်း like share လုပ်သွားပေးဖို့မမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်